audio ညီကိုများကျွန်တော်မှဘာမှ unit တွေမရှိဘူးလားမင်းနေတဲ့ညီကိုတွေများကျွန်တော်မှဘာမှ unit တွေပြန်ရောက်ထားတယ်အလုံးရည်တော့ကတော့များများလေးရှိတယ်ဗျာအကန့်အသတ်မရှိဘူးအလုံးရည်တော့ကများများရှိတယ်ကျွန်တော်တို့ရှိမှာ900 300 200 250အစုံရှိပါတယ်ဘာမှ unit တွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အဲ့ဒီပြုံမှာကျွန်တော်တို့ SC ကြိုက်တဲ့ညီကိုတွေများကျွန်တော်မှာ SC 300 950တွေပြန်ရောက်ထားတယ်ပေါ့နော်ဒါကတော့ပစ္စည်းက install အများကြီးရှိတယ်ကြိုက်နေတဲ့လို့မှာယူခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြောက်လာ6ခွေ star ကိုလည်းလောနဲ့ရောင်းစင်တာမှာမှာလို့ရတယ်လူကိုယ်တိုင်ဆိုင်ကိုလာမယ်ဆိုလို့ရှိရင်လည်းလူကိုယ်တိုင်လာရောက်ဝယ်လို့ရပါတယ်ဈေးနှုန်းဆိုလို့ရှိရင်တော့ဈေးနှုန်းကတက်နဲ့ရမယ်ကျွန်တော်တို့ဈေးနှုန်းပိုင်းဆိုင်ရာဆိုလို့ရှိရင်လည်းဈေးနှုန်းကကြတော့3သိန်းကျော်ကနေပြီးတော့5သိန်းကျော်ရှိပါမယ်ကျွန်တော် SC unit တွေကစတော့ဘာမှတွေကတော့ဈေးနှုန်းကကြတော့3သိန်းကျော်တန်လေးတွေကစရှိမယ်3သိန်းကျော်ရှိမယ်3သိန်းကျော်ရှိမယ်ပြီးရင်ကျွန်တော်2သိန်းကျော်တန်လေးတွေရှိပါဘောเนาะအစားပါပဲခင်ဗျအဲ့ဒီပြုံမှာကျွန်တော် SC နဲ့ပတ်သက်လို့ SC unit coin နဲ့ပတ်သက်လို့ကျွန်တော်မှာ SC 300 coin လေးတွေပြန်ရောက်ထားတယ်ပေါ့နော် SC coin လေးတွေလိုချင်တဲ့ SC 300 coin ပြီးလို့ရှိရင်950 coin လေးတွေကျွန်တော်မှာအကုန်ပစ္စည်းပြန်ရောက်ထားတယ်ပေါ့နော်အဆုံးရှိတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဆက်သွယ်မာယူချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok ကနေလည်းမာယူလို့ရတယ် Facebook page ကနေလည်းမာယူလို့ရတယ်ပေါ့နော်ကျွန်တော်မြောက်ကလာ6ခွေ B.point နီးမှာရှိတဲ့ star ကိုနဲ့လော်ရင်းနဲ့ရောင်းစင်တာကြီးကိုကြွားလာရုံခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ချင်းမင်းပါ